ရိုးငပိရီဂျိုရီစားရတာရိုးလာရင်ဒီလိုလေးလက်ချက်စားကြည့်လိုက်နော်ဒီငါးငပိချက်လေးနဲ့ထမင်းနဲ့နေစားရင်လည်းကွက်တီပဲပါဝင်ပစ္စည်းတွေကလည်းရိုးရိုးရှင်းရှင်းလေးစီလေးကိုနည်းနည်းလေးပဲသုံးမယ်နော်စီပူလာရင်စနွင်းမုံလေးထည့်ကျွတ်သွန်နီပါးလိကြတာလေးတွေထည့်မယ်ကျွတ်သွန်နီလေးနွမ်းပြီးတော့အနံ့လေးမှုေးလာအောင်လို့တေချာလေးစီတက်မယ်ကျွတ်သွန်နီလေးတွေမှုေးလာရင်တော့ငရုတ်သီးစိမ့်နဲ့ကျွတ်သွန်ဖြူကြိတ်ထားတာလေးကိုပါမှုေးနေအောင်ထပ်ပြီးတော့စီတက်မယ်ဒီနေရာမှာငရုတ်သီးစိမ့်နဲ့လေးတွေပျောက်သွားအောင်တေချာလေးမှုေးနေအောင်စီတက်ပေးဖို့လိုမယ်နော်ငရုတ်သီးစိမ့်စီတက်တာလေးမှုေးလာပြီဆိုရင်တော့ငါ့ကိုပြုတ်ပြီးအသားနှွင်နားလေးကိုပါထည့်ပြီးတော့တခါတည်းထည့်လုံးပေးပါမယ်ရှင်။ညမှာကျမကတော့ငချင်းဖြူသုံးတာပါတယ်။ငါးပြုတ်လေးတွေမှုေးပြီးတော့ခြောက်လာတဲ့အချိန်ကျရင်တော့ငပိရီကြိုရတာလေးကိုထည့်လို့ရပါပြီ။ပြီးရင်တော့ငပိရီကြိုနဲ့ငါးပြုတ်တွေတသားလေးဖြစ်သွားအောင်လို့တေချာလေးမှုေးပေးပြီးရင်တော့စူပွက်လာအောင်ဖုံးလေးအုပ်ပြီးတော့တည်ပေးလိုက်ပါမယ်ရှင်။ဆက်လေးစားချင်တာမို့ငရုတ်သီးစိမ့်လေးတွေပါလှီးပြီးတော့ထည့်လိုက်ပါသေးတယ်။ပြီးရင်တော့ငရုတ်သီးစိမ့်လေးတွေပါကြက်အောင်ပြန်တည်ဖို့အဖုံးကိုပိတ်ပြန်စုပွက်လာရင်တော့အိုးပေါ်ကချလို့ရပါပြီရှင်။ကဲမှုမွေးဆက်လေးနဲ့အရသာရှိတဲ့ငါးငပိချက်လေးရပြီပေါ့ရှင်။ငပိရီချိုကငံပြီးသားဆိုတော့စားထည့်ဖို့မလိုဘူးနော်။ချိုမှုန့်လေးနည်းနည်းပဲထည့်သုံးထားပါတယ်ရှင်။ကဲဆွဲလိုက်အောင်မယ်။ဘိုင်